ရှေ့ဆောင်ဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်မနေ့ကလည်းလာတင်တော်တရက်တာလုံးနှုတ်ကပတ်တော်ခံယူခွင့်ရတယ်အချိန်နာရီတိုင်းကတကယ်ပဲတန်မိုးရှိစွာနဲ့လာတင်တော်အတူတကွကုံဆုံးခွင့်ရခဲ့တယ်ဒီကနေ့မှလည်းဒုတိယရက်ဘုရားသခင်ကအချိန်နာရီကိုထပ်မံပြင်ဆင်ပေးလို့ဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုတော့နောက်မှလည်းစီစဉ်တွေကတောက်လျှောက်ရှိသေးတဲ့ခါကျတော့လာတဲ့အစားစဉ်းစားထားတာတော့အများကြီးတည်ခံမှုပေါ့နော်ဒါပေမဲ့လည်းနောက်တစ်ခါမှဘုရားအခွင့်ပေးတဲ့ခါကျမှပဲတည်ခံတော့မယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့လာတင်ကလင်းစေပါဆိုတဲ့ချင်းလေးနဲ့ဒီဆိုရှုမှန်းချင်တာဖြစ်တယ်ဒါပေမဲ့ပေါ့နော်တခုလေးတော့တည်ခံခွင့်ပြုပါပေါ့နော်ဆိုတော့အဲ့ဒါကတော့ဘာလဲဆိုတော့လာတင်နည်းနည်းတော့ကြာပြီပြီးခဲ့တဲ့လတုန်းကဖြစ်မယ်ပေါ့နော်ကိုဝီနဲ့ဆရာမလူစီနဲ့လာတင်တို့၃ယောက်ကဖီဆိုင်မှာထိုင်ရင်းနဲ့ပေါ့နော်လာတင်တို့မိသားရဖွဲ့တဲ့အခါမှာအချင်းချင်းတယောက်နဲ့တယောက်ပေါ့နော်စကားပြောဖြစ်ကြတယ်တည်ခံကြရတယ်ပေါ့နော်အဲ့ဒီခါမှာလာတင်ကလာတင်မှာပေါ့နော်တခုရှိတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့လာတင်ရဲ့ဘဝမှာဘယ်သူတူတယောက်မှလာတင်ကမုန်းနေဆိုတဲ့လူတော့မရှိဘူးဒါပေမဲ့လာတင်ဘဝမှာအဲ့ဒီလူ2ယောက်အဲ့ဒီမိတ်ဆွေ2ယောက်နဲ့လာတင်အဆင်မပြေဖြစ်တယ်တအားရင်းနှီးခဲ့တာဟုတ်တယ်2ယောက်ကတူတော့မတူတယောက်စီပေါ့နော်ဒါပေမဲ့အဲ့2ယောက်ကရှေ့စင်းနောက်စင်းပဲလာတင်အဆင်မပြေဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့လာတင်တို့အဲ့ဒီမိတ်ဆွေ2ယောက်နဲ့လာတင်တဲ့ relationship ကလုံးဝကိုပြန်မခေါ်ခဲ့ကြဘူးပေါ့နော်လုံးဝနည်းနည်းရန်ဖြစ်တယ်လို့စကားများတယ်လို့ဖြစ်ပြီးတော့မှအဲ့လိုဖြစ်တဲ့ခါမှာဒါပေမဲ့စိတ်ထဲမှာမကောင်းနေလို့လုံးဝမကောင်းဘူးတစိမ့်မဟုတ်ဘူးအရင်ကတည်းကတီကျွမ်းခဲ့တဲ့သူရင်းနှီးခဲ့တဲ့သူတွေဖြစ်တဲ့အခါကျတော့စိတ်ထဲမှာပို့ပြီးတော့မကောင်းဘူးဒါပေမဲ့ကိုယ့်ဘက်ကနေစပြန်ခေါ်ဖို့ကကြတော့လေမခေါ်ချင်ဘူးဒါဖြစ်ဘူးတဲ့သူတိုင်းတော့သိမှာပေါ့နော်ဘာလို့လဲဆိုအဲ့လိုကြတော့လေမာနကနည်းနည်းရှိနေပြန်ရောဆိုတော့အဲ့လိုမျိုးလေးရှိတယ်လို့လာတဲ့အဲ့လိုမျိုးပြောတဲ့ခါမှာအဲ့မှာကိုဗီကပြောတယ်ပေါ့နော်မဟုတ်ဘူးအဲ့ဒီတုန်းကလည်းလာတင်တို့က HIBS တက်ပြီးတော့ပထမဆုံးday 1ပေါ့နော်ဆရာမ root ကနေပြီးတော့မှဒီတရှင်တော်ဝိညာဉ်တော်နဲ့တရှင်တော်ဝိညာဉ်တော်ရဲ့တကူတော့အလုပ်လုပ်တဲ့အရာကိုသင်ခန်းစာပေးတဲ့အချိန်ပေါ့နော်ဆိုတော့ကိုဗီကလည်းပြောတယ်ဝိညာဉ်တော်ကိုပဲအခွင့်ပေးလိုက်ဝိညာဉ်တော်ကိုပဲနေရာပေးလိုက်ပေါ့နော်ဝိညာဉ်တော်ကပဲအလုပ်လုပ်သွားလိမ့်မယ်ဆိုတော့အစတော့နားမလဲဘူးဘယ်လိုလုပ်ရမလဲပေါ့နော်အရင်တော့ကလည်းနည်းနည်းတော့ဆူတောင်းတယ်ဒါပေမဲ့ဘလို့မှကိုယ့်ဘက်ကနေစခေါ်ဖို့ခွန်အားပေးပါလို့တော့ဆူတောင်းခဲ့ဘူးတယ်ဒါပေမဲ့မဟုတ်ဘူးဝိညာဉ်တော်ကိုပဲအခွင့်ပေးပါအဲ့လိုတိပြီးတဲ့အချိန်နောက်ပိုင်းကနေစပြီးတော့လာပြီးဆူတောင်းတဲ့အခါမှာဝိညာဉ်တော်ဖျားတမီးရဲ့နှလုံးသားထဲမှာတမီးရဲ့အတွင်းထဲမှာဝင်ရောက်တော်မူပါအလုံးလုံးတော်မူပါကိုရောကိုအခွင့်ပေးပါတယ်ဝိညာဉ်တော်ကိုပဲအခွင့်ပေးပါတယ်ဝိညာဉ်တော်ပဲအကုန်လုံးတာဝန်ယူပေးပါလို့ပဲအဲ့လိုပဲတောက်လျှောက်ဆူတောင်းတယ်တောက်လျှောက်ဆူတောင်းတယ်တတိယတိုင်းအဲ့လိုအမြဲတမ်းပဲဆူတောင်းတယ်အပြင်သွားရင်းနဲ့လည်းသတိရလာပြီးအဲ့မိတ်ဆွေနှစ်ဦးကိုသတိရလာပြီးစိတ်ထဲမှာမကောင်းဖြစ်လာပြီးဆိုရင်ဝိညာဉ်တော်ဖျားဘယ်လိုလုပ်ရမလဲဘယ်လောက်ထိကြာအောင်မလဲဆိုပြီးတော့မှပေါ့နော်ဆူတောင်းတယ်အဲ့လိုနဲ့ပဲဆူတောင်းနေတိတ်မကြာဘူးတပတ်ကြော်နှစ်ပတ်နီးပါးလောက်ပဲရှိအောင်ပဲနှစ်ယောက်မိတ်ဆွေနှစ်ဦးတည်းတူကအရင်ဆုံးစပြီးတော့ဆက်သွယ်လာခဲ့တယ်ကိုကအရင်မဆက်သွယ်ရဘဲနဲ့သူ့ဘက်ကနေအရင်ဆက်သွယ်လာခဲ့ပေါ့နော်အဲ့ချိန်မှာအရန်အံ့ဩတယ်သူကအရင်ဆုံးတောင်းပန်လာခဲ့တယ်အမှန်တကယ်ကလာတင်ကမားတာဟုတ်တယ်လာတင်ဘက်ကစပြီးမားတာဟုတ်တယ်ဒါပေမဲ့သူကနေအရင်ဆုံးစပြီးတောင်းပန်လာခဲ့တဲ့အရာတိတ်မကြောက်နောက်တစ်ယောက်လည်းအဲ့လိုပဲအရင်ဆုံးဆက်သွယ်လာခဲ့တယ်အရင်အံ့ဩတယ်အမှန်တကယ်ဆိုရင်ကိုကအရင်ဆုံးစပြီးတောင်းပန်ရမယ့်သူဟုတ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဘုရားကအလုတ်လုတ်ပေးတဲ့အခါမှာကိုကဘာမှလုပ်စရာမလိုတော့ဘူးပြန်ပြီးတော့မှပြည်လဲရတော့အခွင့်ကိုပေးတယ်ပြန်ပြီးတော့မှစီစီလုံးလုံးပြန်ပြီးတော့မှရှိနေနိုင်ရတော့အခွင့်ပေးတယ်ပေါ့နော်ဆိုတော့လာတင်အဲ့ဒါနဲ့နောက်တခုလည်းရှိသေးတယ်မနော်တသက်ခံချင်တာတော့ရှိသေးတယ်ဒါပေမဲ့လည်းအချိန်အရန်ကြာသွားမှဆိုတဲ့အတွက်ကြောင့်မလို့တသက်မခံတော့ဘူးနော်အဲ့တခုကတော့နောက်ပိုင်းမှဘုရားကလည်းအချိန်တိုင်းပြင်ဆင်ပေးတယ်ဆိုလို့ရှိရင်တော့တသက်ခံမယ်ပေါ့လေနော်ဆိုတော့လာတင်ပြောချင်တာကလာတင်တို့လူငယ်တွေဆူတောင်းတဲ့အခါမှာကိုမတက်နိုင်တဲ့အရာရှိလို့ရှိရင်ဝိညာဉ်တော်ပဲအခွင့်ပေးလိုက်ပါဝိညာဉ်တော်ကအားလုံးတာဝန်ယူပေးသွားမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှလာတင်ကတက်တည်ခိုင်းနဲ့လင်းစေပါလာတင်တို့နှုတ်ကပတ်တော်2ရက်တာလုံးခံယူတယ်ဒီခံယူတဲ့အရာကိုတယောက်အတွက်ပဲစိတ်နှလုံးသားထဲမှာပဲမထားတာပဲနဲ့အိမ်ပြန်ရောက်သွားတဲ့အခါမှာကိုရရှိခဲ့တဲ့နှုတ်ကပတ်တော်အားဖြင့်ဘုရားရဲ့စကားတော်အားဖြင့်ဘုရားရဲ့အသံတော်အားဖြင့်ရရှိခဲ့တဲ့တက်တည်ကိုကိုယ့်ရဲ့အိမ်မှာပြန်လဲပြီးတော့မှဝင်ငှပါကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေထံမှာပြန်ပြီးတော့မှဝင်ငှကြည့်ပါဒါဆိုလို့ရှိရင်အရန်ကောင်းတဲ့အရာပေါ့နော်မနေ့ကဆိုလဲဆရာမဂျင်ကနောက်ဆုံးမှာလာတင်တို့ယုံကြည်သူတွေကအပြောနဲ့ပဲလောက်ရမယ့်အချိန်မဟုတ်တော့ဘူးလက်တွေ့လောက်ရမယ့်အချိန်ရောက်ပြီပေါ့နော်
ဆိုတော့အပြောနဲ့ပဲနှုတ်ကပတ်တော်အာမင်အာမင်ခံယူရမှာမဟုတ်ပဲနဲ့လက်တွေလည်းလှုပ်ဖို့လိုအပ်ပြီးအဲ့ဒီအချိန်တိုင်းရောက်ပြီးဆိုတော့အရာအဖြစ်ခွန်အားပေးရင်းနဲ့လာတင်ကလင်းစေပါဆိုတဲ့ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ်တို့ရဲ့နာမဆင်ရှိသူဘဝကိုတစ်ဖန်ပုံသွင်းခဲ့ချိန်လမ်းများတော့ထမမနိုင်ဖို့ချိန်တိုင်းမဲ့တည်းပြတ်သက်ရှင်လိုက်တို့ရဲ့ဘဝကိုပြန်တယ်မှာစိတ်ကိုပြင်းပြင်းရှောင်ပြောင်းပေးအတွေ့များတော့ထမလွယ်နိုင်ဖို့နောက်ကပတ်တရားအတိုင်းချင်းချင်းချင်းလမ်းစေပါနိုင်ငံတော်တွင်လမ်းစေပါရှုံးချင်လူတိုင်းလမ်းစေပါကိုလိုရှိတွင်လမ်းစေပါနိုင်ငံတော်တွင်လမ်းစေပါရှုံးချင်လူတိုင်းလမ်းစေပါကိုလိုရှိတွင်လမ်းစေပါတို့ရဲ့နာမဆင်ရှိသူဘဝကိုတစ်ခါပုံသွင်းခဲ့ချစ်တဲ့များတော့ချမမနိုင်ဖို့ချိန်တိုင်းပဲတည်းပြတ်သက်ရှင်လာတို့ရဲ့ဘဝကိုပြန်တယ်မှာစိတ်ကိုပြင်းပြင်းရှောင်ပြောင်းပေးအတွေ့များတော့ချမလွယ်နိုင်ဖို့နောက်ကပတ်တရားအတိုင်းချင်းချင်းချင်းလမ်းစေပါနိုင်ငံတော်တွင်လမ်းစေပါရှုံးချင်လူတိုင်းလမ်းစေပါကိုလိုရှိတွင်လမ်းစေပါနိုင်ငံတော်တွင်လမ်းစေပါရှုံးချင်လူတိုင်းလမ်းစေပါကိုလိုရှိတွင်လမ်းစေပါချိန်တိုင်းမဲ့တည်းပြတ်သက်ရှင်လာဇာနာတရားဆိုင်မှာဖျားရှိသားရကောင်းချစ်ပေးပါစေ